ကဲကလေးတွေဒီနေ့ကတော့ဒါလေးကတော့အိမ်စာဖြစ်ပါတယ်အဲ့တော့အဲ့လိုတွေဆရာမတွေပြောပြီးတဲ့အချိန်မှာကျောင်းသားတွေကအောက်ကနေပြီးတော့ဟာအိမ်စာလားဆိုပြီးတော့လုံးဝညီးသွားတန်နေထွက်လာတယ်ဆိုရင်တော့ဒါကဆရာမတွေအားလုံးသိတယ်ဒီအိမ်စာဒီမထိရောက်ပါဘူးအဲ့တော့ကိုယ့်ရဲ့အိမ်စာကိုထိရောက်အောင်အလွယ်ကူဆုံးလုပ်လို့ရတဲ့အချက်၃ချက်ကိုတစ်ချက်ပြောပြပါမယ်နံပါတ်1ကတော့ကိုယ့်ရဲ့အိမ်စာကိုအချိန်ပေးပြီးတော့ကျောင်းသားတွေကိုစစ်ပေးပါအကယ်၍ကျောင်းသားတွေရဲ့အိမ်စာကအချိန်မိနစ်20ထပ်ပို့ပြီးတော့ယူပြီးတော့လောက်ရတယ်ဆိုရင်ဒီအိမ်စာကိုဆရာမတယောက်အနေနဲ့က feedback တကယ်အမှန်ကန်ပေးသင့်ပါတယ်နံပါတ်2ကိုအိမ်စာတွေကိုပြန်စစ်တဲ့နေရာကောက်တဲ့နေရာမှာခန့်မှန်းလို့မရအောင်လုပ်ကြည့်ပါအဲ့တော့အတန်းထဲမှာအိမ်စာပေးလိုက်ပြီးနောက်ရက်ကျရင်တော့ day 1မှာယောက်ျားလေးတွေအိမ်စာပဲအရင်စစ်မယ်နောက်နေ့မှာမိန်းကလေးတွေအိမ်စာစစ်မယ်ဒီလိုမျိုးလေးပေါ့ unpredictable ပေါ့အဲ့တော့ဥပမာဒီဘက်အတန်းကလူပဲစစ်မယ်ဒီဘက်အတန်းလူတွေမစစ်သေးဘူးပေါ့တခါလေကျရင် homework ကို collect ပဲလုပ်လိုက်မယ်ချက်ချင်း feedback မပေးသေးဘူးဆိုတာမျိုးပေါ့အဲ့တော့အိမ်စာကိုပေးလိုက်တယ်နောက်နေ့လာထပ်တယ်ဘယ်ချိန်ညပြန်ရမယ်ဆိုတဲ့ pattern လေးကိုနည်းနည်းလေးပြောင်းလဲပြီးတော့ predict လုပ်လို့မရအောင်ခန့်မှန်းလို့မရအောင်လေးလုပ်ကြည့်ပါဒါဆိုတို့ကအိမ်စာကိုထည့်ရတဲ့ပုံမှာအနည်းငယ်လေး excitement လေးတစ်ခုတွေ့လာမှာပါနံပါတ်3ကိုအိမ်စာပေးလိုက်တဲ့ချိန်တိုင်းတခါလေးကျရင်ဆရာမတွေကနောက်ရက်အချိန်မရတော့တဲ့ခါကျရင်ဒီအိမ်စာကိုကပြန်ပြီးတော့ပြောဖို့အချိန်မရှိဘူးပြန်ပြီးတော့ကောက်ဖို့အချိန်မရှိရမျိုးတွေဖြစ်တယ်အဲ့ချိန်ကျရင်ကျောင်းသားတွေက motivation ကြတတ်ပါတယ်အဲ့တော့ကိုအိမ်စာပေးလိုက်ခဲ့ပြီဆိုရင်အမြဲတမ်းဒီအိမ်စာအကြောင်းကိုနောက်ရက်မှာပြန်ပြောပါပြီးရင်သူတို့စာအုပ်ကို collect လုပ်ပါအဲ့တော့ကျောင်းသားတွေအကုန်လုံးကသူတို့လုပ်ထားတဲ့အရာလေးတွေကိုဆရာမကိုပြချင်ကြတယ်သူတို့ဒီ feedback လေးလိုချင်ကြပါတယ်အဲ့တော့ကိုအမြန်ဆုံးပြောင်းလဲလို့ရတဲ့ homework နဲ့ပတ်သက်တဲ့ဒီအချက်3ချက်ကိုလောက်ဆောင်ကြည့်ပါပြီးရင်တချို့တို့ဒီဟာလေးတွေကတကယ်အလုပ်ဖြစ်လားအလုပ်မဖြစ်လားဆိုတော့ပြန်ပြီးတော့ဒီဗီဒီယိုအောက်မှာပြန်ဆွေးနွေးကြမယ်အဲ့တော့ဒီဗီဒီယို save လုပ်ထားပါ share လုပ်ထားပါပြီးရင်နောက်တစ်ပတ်ကိုအသုံးပြုပြီးတဲ့ချိန်ကျရင်ဒီဗီဒီယိုအောက်မှာ comment လေးလာပေးကြည့်ပါတချို့တို့ဆွေးနွေးကြည့်ပါမယ်ပြီးရင်အဖြေအတူတူရှာကြပါမယ်အဲ့တော့ကိုယ့်ရဲ့ homework ကိုရည်ရွယ်ချက်ရှိရှိနဲ့ကျောင်းသားတွေပျော်ရွှင်တဲ့ homework လေးတစ်ခုဖြစ်အောင်ဖန်တီးကြရအောင်တခြား IB ဖြစ်ပါတယ်နောက်ဗီဒီယိုမှာထပ်ဆုံတွေ့ပါမယ် Have a great day bye bye